တနေ့ကုန်လို့သိရှုပ်လို့ညဘမိုးလဲချုပ်လို့အေးစစ်အိတ်ဖို့လို့တော့အဲ့ဒီပါမီးပြတ်သွားတီးခံထိုင်နေတဲ့ပြုံပြုံလေးလူတွေကုန်ငုတ်တုံမေးအရှိမြလို့တွေပြက်လို့ကြီးတွေပြတ်နေသေးတော့တီးခံမာရင်ကမလဲခံလက်စားနေခံချလို့ဒီနေရာမှာလူဖြစ်လာတော့ကိုရဲ့ကံဒီခံမာရင်ကမလဲခံလက်စားနေခံအပင်ကိုခုတ်ပြီးမှအမြင်မှာတိုးလို့ထုတ်ချတဲ့တွေလမ်းမော်ပဲကျွတ်ပြီးမှဆောက်ဖတ်မလို့လာမဲ့ဟေးအားလုံးတရားနဲ့တွေ့ကောင်းဆောင်ကြီးလို့ကျွေးရလမ်းပေါ်ရောက်ခင်လေးတော့ဒီခံမာရင်ကမလဲခံလက်စားနဲ့ခံဒီခံကိုတော့ဒါပြပုံချလို့ဒီခံဒီနေရာမှာလူဖြစ်လာတော့ကိုရဲ့ကံSana